မင်္ဂလာပါကျွန်တော်ရဲ့ပေါင်းကျင်မှာအမြဲတွေ့နေကြလူတစ်ယောက်ရှိပါတယ်သူကအထူးတလေစူးစမ်းမနေရပဲလူတိုင်းကသူ့ကိုမျက်နှာသာပေးတယ်သူခိုင်းရင်လည်းအကုန်လုံးပေးကြတယ်ပြီးတော့သူကအလုံးမှလည်းအောင်မြင်တယ်ဒီလိုလူမျိုးကိုတွေ့တဲ့အခါမှာငါလည်းသူ့လိုဖြစ်ချင်လိုက်တာကွာဆိုပြီးတော့မှခင်ဗျားတို့တွေးမိဘူးလားဒါဟာကံတရားမဟုတ်ပါဘူးpsychology ကသူတို့အသုံးပြုနေတဲ့စိတ်ပညာလိုအပ်ချက်တွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူတိုင်းရဲ့မျက်နှာသာပေးခြင်းခံရအောင်ဘယ်လိုနေထိုင်ရမလဲဆိုတဲ့စိတ်ပညာလိုအပ်ချက်တွေကိုပြောပြပေးတော့မယ်ကဲစရအောင်ဗျာပထမဆုံးတစ်ချက်ကတော့မျက်နှာချိုခြင်းပါလူတွေကမျက်နှာတီးနေလို့ထက်မျက်နှာပြုံးပြနေတဲ့လူကိုပို့ပြီးတော့မှယုံကြည်ကြပါတယ်တိတ်ပံနေကြရကျွန်တော်တို့ရဲ့အုံနောက်ထဲမှာမေလာနိုရီယန်ဆိုတာရှိပါတယ်ခမားကပြုံးပြလိုက်တဲ့အချိန်မှာတစ်ဖက်လူကပါမတိစိတ်ကနေပြုံးချင်လာတာပါဒါပေမဲ့တတိထားရမှာကအတူရောင်မဖြစ်ဖို့ပါစိတ်ရင်းနဲ့ပြုံးလိုက်တဲ့အခါမှာမျက်လုံးမှာပြုံးနေမှလူတွေကခမားရဲ့စိတ်ရင်းမှန်အောင်တိနိုင်မှာပါဒါဟာဖားတာမဟုတ်ပါဘူးတစ်ဖက်လူကိုငါမင်းပေါ်ရန်လို့မဟုတ်ဘူးလို့စိတ်လုံးချုံပေးလိုက်တာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့လူတွေကသူတို့အကြောင်းကိုနားထောင်ပေးတဲ့လူကိုသဘောကျတတ်ကြပါတယ်ဒါကိုစိတ်ပညာအရ active listening လို့ခေါ်ပါတယ်သူတို့ပြောနေတဲ့အချိန်မှာဖုံးကြည့်နေတာမျိုးဖြတ်ပြောနေတာမျိုးမလုပ်ပါနဲ့အဲ့ဒီလိုလားတကယ်လားဆိုတဲ့စကားလုံးလေးနဲ့ဖြည့်ပေးပါလူတိုင်းကကိုအရေးပါချင်ကြတဲ့လူတွေကြီးပါပဲခမ ्या ကသူတို့ပြောနေတာကိုနားထောင်ပေးလိုက်ရုံနဲ့ခမ ्या ဟာသူရဲ့စိတ်ထဲမှာဒီလူကငါ့ကိုတန်ဖိုးထားတယ်ဆိုပြီးအလိုလိုမျက်နှာပေးလာပါလိမ့်မယ်တတိယတစ်ချက်ကတော့မြမလူမှုရေးရဲ့အတက်တွေးကြောဖြစ်တဲ့ကိုချင်းစာတရားပါ psychology က empathy ဆိုတာတစ်ဖက်လူရဲ့ခံစားချက်ကိုကိုယ့်ရဲ့စိတ်ထဲမှာတထထဲခံစားကြည့်ရမှာတယောက်ယောက်ခက်ခဲဖြစ်နေတဲ့အချိန်မှာငါနေရာမှာတူတာဆိုရင်ဘယ်လိုနေမလဲဆိုတဲ့ခံစားချက်ဝင်လာရင်ခမ ्या ဟာအဲ့ဒီလူရဲ့မျက်နှာသာပေးခံရဖို့အရာနိစ္စတော့ပါပြီအဲ့ဒီအချိန်မှာခမ ्या ဟာအကြံဉာဏ်တွေအများကြီးပေးဖို့မလိုတော့ပါဘူးငါမင်းသားမှာရှိပါတယ်ဆိုတဲ့စကားလုံးတစ်လုံးထဲနဲ့လုံလောက်တော့ပါဘူးနောက်ဆုံးချက်ကတော့အရန်ကိုမှအရေးကြီးပါတယ်မျက်နှာသာပေးခံရဖို့ဆိုပြီးလူတိုင်းကိုအလိုလိုက်နေဖို့မလိုပါဘူးလူတိုင်းကလွယ်လွယ်ရတဲ့အရာဆိုရင်တန်ဖိုးမထားတတ်ကြပါဘူးခမ ्या ကဘာခိုင်းဟုတ်ကဲ့ပဲပြောနေရင်ခမ ्या ရဲ့တန်ဖိုးကကျဆင်းသွားပါလိမ့်မယ်ခမ ्या မှာကိုယ်ပိုင်မူဝါဒရှိပါသေးကိုမလုံနိုင်တဲ့အရာကိုရင်ကြီးညင်းဆိုရဖို့လိုပါတယ်ခမ ्या ရဲ့ no ဆိုတဲ့စကားလုံးကိုလူတိုင်းလေးစားလာတဲ့အချိန်မှာခမ ्या ရဲ့ yes ဆိုတဲ့စကားလုံးဟာအလိုလိုအဖို့တန်လာပါလိမ့်မယ်အဲ့ဒီတော့လူတိုင်းရဲ့မျက်နှာသာပေးတာခံချင်ရင်အရင်ဆုံးကိုတန်ဖိုးထားဖို့လိုပါတယ်ညီကုန်းချုံအနေနဲ့ပြောရရင်လူတိုင်းရဲ့အချစ်တော်ဖြစ်လာဖို့ဆိုတာမာယာများဖို့မလိုပါဘူးရိုးရိုးတာတာပြုံးပြတတ်ခြင်းတစ်ဖက်လူရဲ့ပြောစကားကိုနားထောင်ပေးတတ်ခြင်းကိုချင်းစာတတ်ခြင်းနဲ့ကိုတာမို့ကိုတီခြင်းဒီအချက်၄ချက်ရှိုံနေတယ်ခမ ्या ရဲ့လူမှုဆက်ဆံရေးအများကြီးပိုကောင်းလာနိုင်ပါတယ်ခမ ्या ကရောဒီဗီဒီယိုကနေဘယ်ချက်ကိုရင်စမ်းကြည့်မလဲကိုမဲ့မှာပြောတော့ပြပါဦးကျွန်တော်ရဲ့ပိုင်ဆိုလို့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်